အားလုံးမင်္ဂလာပါကျွန်တော်တို့ဒေါက်တာအောင်စုံမြင့်ဖြစ်ပါတယ်2026 2029ပညာသင်နှစ်အတွက်ကျောင်းဖွင့်ရသည်လည်းရောက်ရှိလာပါပြီဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့Grade 12တက်ရောက်မယ့်ကျောင်းသားကျောင်းသူများနဲ့ကျောင်းသားမိဘများအုပ်ထိန်းသူများအတွက်ကျောင်းရွေးချယ်မှုမှတ်ကန်စီဖို့ဒီဗီဒီယိုလေးကိုကြည့်လို့ရခြင်းဖြစ်ပါတယ်ကျွန်တော် channel ကိုဝင်ရောက်ကြည့်ရှုလေ့လာပြီးကျိုးစုံတရားရရှိမယ်ဆိုရင်တော့ like and subscribe လုပ်ပေးနိုင်ပါတယ်ကျောင်းဖွင့်ရသည်ရောက်ပြီဆိုတော့ Grade 12တက်ရောက်မယ့်ကျောင်းသားကျောင်းသူများအနေနဲ့ကုန်ဆုံးသွားတဲ့နေရာဒီ3လမှာကြိုတင်ပြင်ဆင်ထားကြပြီလို့ယူဆပါတယ် March April May 3လဟာ Grade 12ဖြည့်ဆို့မဲ့ကျောင်းသားကျောင်းသူများအတွက်အင်မတန်ကိုတန်ဖိုးရှိတဲ့အချိန်ကြီးဖြစ်ပါတယ်ဒီအချိန်ကအနားယူရမယ့်အချိန်မဟုတ်ပါဘူးတက္ကသိုလ်ဝင်စမဝဲဝင်ရောက်ဖြည့်ဆို့ကြမယ် Grade 12ကျောင်းသားကျောင်းသူများအနေနဲ့ကျောင်းရွေးချယ်မှုမှန်ကန်မှုလိုအပ်ပါတယ်ဒါအရင်အရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ကျောင်းရွေးချယ်မှုမှားသွားရင်ဆရာဆရာမရွေးချယ်မှုမှားသွားရင်အချိန်ဟာတစ်လဆိုတစ်လနှစ်လဆိုနှစ်လတစ်နှစ်ဆိုတစ်နှစ်အရင်အရေးကြီးပါမိမိညွှန်မှန်းထားတဲ့အမှတ်တွေနဲ့ဆောင်းဖို့တော့အောင်ပါပါတယ်မိမိညွှန်မှန်းထားတဲ့အမှတ်တွေမရခဲ့လိုက်ဘူးဆိုရင်ဒီတက္ကသိုလ်ဝင်တာဘဝမှာဖြစ်ချင်တဲ့ရည်မှန်းချက်တွေဆုံးဖြတ်ပေးမယ်အတန်းပြောချင်ပါတယ်အဲဒါကြောင့် Grade 12မှာကျောင်းရွေးချယ်မှုမှန်ကန်မှုဟာအရင်အရေးကြီးပါတယ်ဒါဘဝနဲ့လည်းသက်ဆိုင်ပါတယ်မိမိတို့သားသမီးများကိုသင်ကြားပေးမယ်ဆရာဆရာမများသက်ဆိုင်ရာဘာသာရပ်တွေမှာကျွမ်းကျင်မှုရှိရလားဆိုတာမိဘတွေအနေနဲ့စိတ်ဝင်စားဖို့လိုပါတယ်ဥပမာကျွန်တော်တို့ physics မှာဆိုလို့ရှိရင်73မှရှိပါတယ်ကျောင်းဖွင့်တာက6လမှဖွင့်12လပိုင်းဆိုရင်သင်ခန်းစာတွေအကုန်ပြီးတင်ပြီးတော့ January February မှာ revision ပြန်ရမှာMarch မှာဖြည့်ရမှာဒါဆိုရင်ကျွန်တော်တို့ကျောင်းပွင့်ကြီး6လနေပြီးတော့12လပိုင်းယူ6 9 8 9 10 11 12ချိန်9လရပါမယ်အဲ့ဒီချိန်9လအတွင်းမှာ physics chapter 73ခန်းပြီးအောင်သင်ဖို့ရအတွက်ဖြစ်နိုင်ပါမလားဆိုတော့ကျွန်တော်တို့စဉ်းစားပါတကယ်ကျွမ်းကျင်တဲ့ဆရာဆရာမတွေဆိုရင်တော့ဒါဖြစ်နိုင်ပါပြီးအောင်တင်နေဆိုတဲ့နေရာမှာလည်းပြီးသွားရင်ပြီးရောဆိုပြီးတော့တန်းတင်လို့မရပါဘူးဒီစနစ်ကစနစ်ဟောင်းနဲ့မတူပါဘူးစနစ်ဟောင်းတော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီယူပဗီဒါမှာဆိုရင်ကြက်စာရှိမယ်တွက်စာရှိမယ်မကြက်နိုင်ဘူးတွက်တဲ့လူရှိတယ်အောင်မိုက်တာမတွက်နိုင်ဘူးကြက်တဲ့လူရှိတယ်အောင်မိုက်တာစနစ်တက်မှာအဲ့လိုမရပါဘူးစနစ်တက်မှာတွက်စာပဲရပါတယ်ဆိုတဲ့လူကအောင်မရကျက်စာပဲရပါတယ်ဆိုတော့အောင်မရအဲ့ဒီထဲမှာအရေးကြီးဆုံးကပါလဲဆို concept ယူပါပြီက concept ပေါ်တရားတွေနားလည်မှာအောင်မရမယ်ဂုဏ်ထွက်မယ်ဆိုတဲ့အနေအထားမျိုးရှိပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ scientific Grade စာသည်ကျွန်တော်တို့ကျောင်းသားတို့မှာဆိုရင် first year second year မှာသင်ခဲ့ရတဲ့စာတွေအချို့တော့ထည့်ထားတာပါ။အဲ့တော့အရင်ကစနစ်ဟောင်း10တန်းနဲ့ Grade 12နဲ့ကစာချင်းကလုံးဝမတူပါဘူးလုံးဝမတူပါဘူးစနစ်ဟောင်းတော့သင်ခဲ့တဲ့လောက်တဲ့ဝိတ္တမီရှိပါတယ်ဘာညာဘယ်လောက်ပဲပြောပြောစနစ်တစ်ကိုယူပါပေးတာကိုကျွမ်းကျင်ပိုင်နိုင်မှသာလို့ကျောင်းသားတွေအတွက်မျက်နှာဆုံးရှုံးမရှိမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီ Grade 12တန်းကိုသင်မဲ့ဆက်စမတယောက်အနေနဲ့က
ဘာသာရေးဆိုင်ရာကျွမ်းကျင်မှုမှာလုံးဝပြည့်ပြည့်စုံနေမှာဒီ6လ9လအတွင်းမှာ73တန်းပြီးအောင်တင်နိုင်မှာဖြစ်ပါတယ်သင်္ကန်းစာပြီးပြီးရောဆိုပြီးတော့လည်းမြင်တော့လို့လည်းမရပါဘူးကျောင်းသားကျောင်းသူတွေရဲ့ခေါင်းလေးကိုသင်္ကန်းစာကြီးကုန်းဆက်သဘောတရားတွေထည့်ပေးနိုင်မှာဒါကျောင်းသားတွေအကျိုးရှိမှာဖြစ်ပါတယ်အဲကြောင့်မိမိတို့တက်ရောက်မယ့်ကျောင်းမှာဆက်စမောင်များဟာတကယ်ရောဘာသာရပ်ကျွမ်းကျင်နေလားဆိုတာကိုမိဘများအနေနဲ့စုံစမ်းသင့်ပါတယ်ဒါကအရင်အရေးကြီးပါတယ်ဥပမာပေါ့ဥပမာတရင်ညိုကျောင်းပေးရဲ့10လပိုင်းလောက်ရောက်မှဆောင်းမွေး reset တွေထွက်မှမိမိတို့သားသမီးဟာအခြေအနေမကောင်းဘူးဆောင်းမွေးရလက်တွေမကောင်းဘူးဆိုအဲ့ချိန်မှဆိုရင်တော့အရင်ကိုနောက်ကျသွားပါမယ်နောက်ကျသွားပါမယ်ယခုချိန်ကလေးကကျောင်းသားအနေနဲ့ဆရာရွေးချယ်မှုကျောင်းရွေးချယ်မှုတွေကမှန်ကန်မှုလိုပါတယ်ဒါကအရင်ကိုအရေးကြီးပါတယ်ဒီ grade တန်းကိုတော့ကျွန်တော်တို့အနေနဲ့စမ်းသပ်လို့မရပါဘူးเนาะစမ်းသပ်လို့မရပါဘူးဥပမာ grade 10တို့ grade 11တို့မှာတော့ဒီဆီယမတော်ရပြောတယ်အကြည့်လိုက်မယ်ကောင်းတယ်စက်ထားမှာပေါ့ဆိုတာမျိုးကိုစမ်းသပ်လို့ရတယ်ဒီကျောင်းအောင်ကောင်းနေတဲ့နာမည်ရတယ်တဲ့ထားကြည့်လိုက်မယ်ထားကြည့်လို့ရတယ် grade 12ကိုအဲ့လိုတွားလို့မရပါဘူးတကယ်သင်နိုင်လားဒီကျောင်းကဟုတ်ပြီအောင်မြင်ကောင်းတယ်တကယ်သင်တဲ့ဆရာကြီးရှိလားပြီးခဲ့တဲ့2နှစ်3နှစ်အတွင်းမှာလေရလက်ကောင်းတွေဘာတွေထွက်ခဲ့လဲစီနီယာတွေကိုလည်းပြင်ပြီးတော့မိတ်ဆွေများကိုလည်းမေးကြည့်တင်တယ်လို့ကျွန်တော်အနေနဲ့အကြံပေးခြင်းပါတယ်ဒီကများအနေနဲ့ကလည်းမိမိတို့တာသမီရဲ့အခြေအနေကိုသိရှိထားဖို့လည်းလိုအပ်ပါတယ်ဥပမာဆိုကြပါစို့မိမိတို့တာသမီကဂုဏ်လူ3ဘာသာမှန်ထားတယ်ဆိုကြပါစို့3ဘာသာမှန်ထားတဲ့ကျောင်းသားတယောက်ကိုဒီ private ကျောင်းတစ်ခုထားလိုက်တဲ့အခါမှာ4ဘာသာ5ဘာသာအော်ဒီထွက်တော့တင်ပေးနိုင်တဲ့ကျောင်းအကောင်းဆုံးကျောင်းဖြစ်ပါတယ်။3ဘာသာမှန်ထားတဲ့ကျောင်းသားတယောက်တဘာသာလောက်ပဲထွက်ခဲ့တဲ့ reset မျိုးရှိတဲ့ကျောင်းဆိုရင်တော့ဒီကနေ့အနေနဲ့စဉ်းစားတဲ့နေလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ဆိုလိုရင်းနှစ်ချုပ်ကတော့ဗျာ။ကျောင်းသားကျောင်းသူတွေမှာ potential လို့ခေါ်တဲ့သူတို့မှာ ability စွမ်းရည်ရှိလုံးနိုင်တဲ့စွမ်းရည်ရှိအဲ့ဒီဟာကိုအစွမ်းထုတ်ပေးနိုင်မဲ့ဆက်ဆောင်များရှိတဲ့ကျောင်းမှာပဲတယောက်ကြပါလို့ကျွန်တော်အနေနဲ့အကြံပေးခြင်းပါတယ်။အဲကြောင့်လဲဆိုတော့ဒီ grade 12တန်းကအရန်ကိုအရေးကြီးပြီးတော့ဘဝအတွက်အဆုံးဖြတ်ပေးမယ်အတန်းဖြစ်နေလို့ပါမိဘများအနေနဲ့ဆရာကောင်းကမကောင်းနဲ့တွေ့ကြပါစေ။ကျောင်းကောင်းအနေနဲ့တွေ့ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးပါတယ်